အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ဒီချက်က research paradigm နဲ့ကဒါဒီချက်ရှင်းပြဖို့ကြံသေးတဲ့ philosophy နှစ်ခုကိုဒီချက်ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ခုဒီ slide ကလေးကိုကြည့်ပေးပါအဲ့တော့ဒီ research paradigm နဲ့ research methodology နဲ့မတူဘူးဆိုတာကိုရှေ့ကဗီဒီယိုတွေမှာလည်းဒီချက်ရှင်းပြခဲ့ပါတယ် YouTube channel မှာလည်းဒီချက်သင်ထားပါတယ်နောက်ဒီ positivism နဲ့ interpretism အကြောင်းကိုလည်းရှင်းပြပြီးပေါ့နော်အဲ့ဒီဗီဒီယိုတွေကိုလည်းတင်ထားပါတယ်အဲ့တော့လက်ရှိမှာရှင်းပြဖို့ကြံသေးတဲ့ဒီ pragmatism နဲ့ critical realism အကြောင်းကိုရှင်းပြပေးပါမယ်အဲ့တော့ဒီ pragmatism နဲ့ critical realism ဒီသူကဘယ်လိုမျိုး research တွေမှာတွေ့ရလဲဆိုတော့ဒီ mix method တွေမှာတွေ့ရတဲ့ design မျိုး philosophy မျိုးလို့ပြောလို့ရပါတယ်အဲ့တော့ဒီခက်ဆင်ဆင်လေးတူတယ်ပေါ့နော် pragmatism နဲ့ critical realism နဲ့အဲ့တော့ဒါပေမဲ့သူတို့နှစ်ခုမှာအဓိကကွာခြားတဲ့အချက်ဒီ pragmatism ကသူ့ရဲ့ design သူ့ရဲ့ဒီသွားတဲ့ research flow က flexible ဖြစ်တယ်ဆိုလိုတာကဒီ objective လို့ခေါ်တဲ့ data တွေ့ရှိချက်တွေရဲ့ subjective လို့ခေါ်တဲ့ researcher ရဲ့ကိုယ်ပိုင်အမြင်တွေ interpretation တွေနဲ့ပေါင်းစပ်ပြီးတော့မှ research တစ်ခုလုံးကိုပုံဖော်သွားတဲ့ပုံစံပေါ့ဒါကိုကြတော့ pragmatism လို့ပြောတယ်အဲ့တော့ quantitative မှာပါတဲ့ objective သဘောတရားရဲ့ qualitative မှာပါတဲ့ subjective သဘောတရားရဲ့နှစ်ခုလုံးကိုပေါင်းစပ်ပြီးတော့မှ flexible ကြရေးသားတဲ့ research မျိုးပေါ့နော်ဖော်ထုတ်တဲ့ research မျိုးလို့ပြောလို့ရပါတယ်အဲ့တော့ဒီမှာဆိုရင်လည်းဒီချက်ရေးထားပါတယ် quanti နဲ့ quali နဲ့သဘောတရားပါတယ်အဲ့တော့ survey တွေလည်းလုပ်လို့ရတယ် interview တွေလည်းလုပ်လို့ရပါတယ်အဲ့တော့သူ့ရဲ့အဓိကဘာကြောင့်ဒီ pragmatism ကိုသုံးရတာလဲဆိုရင်အဓိကတကယ်လက်တွေ့မှာဖြစ်နေတဲ့ real problem တွေကိုဖြေရှင်းဖို့အတွက်ဒီ pragmatism ကိုသုံးရတာဖြစ်တယ်အဲ့တော့အနှစ်ချုပ်အားဖြင့်မှတ်သားမယ်ဆိုလို့ရှိရင် quantitative သဘောတရားရော qualitative သဘောတရားရောပါတာဖြစ်တဲ့အတွက်သူ့ကို mixed method approach တွေမှာသုံးတယ်လို့ပြောလို့ရပါတယ်ဒါဆိုရင် critical realism ကကောအဲ့တော့ critical realism ဒီလဲသူဒီ mixed method approach မှာသုံးတဲ့ philosophy တစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီမှာကကြတော့ထူးခြားသွားတဲ့အချက်ကဘာလဲဆိုလို့ရှင်သူက extensive နဲ့ intensive ဆိုတဲ့ရှုမြင်သုံးသပ်တဲ့ဒီအမြင်ပေါ့နော်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တကယ်လို့ဒီကိုမျက်စိမှာထားပါတော့မျက်မှန်တက်မယ်ပေါ့နော်မျက်မှန်တက်မယ်ဆိုလို့ရှိရင်ကိုကအပြရောက်မျက်မှန်တက်လို့ရှိရင်ကိုမြင်ရတဲ့မြင်ကွင်းကပြနေလိမ့်မယ်နော်အဝါရောင်မျက်မှန်တက်လို့ရှိရင်လည်းကိုမြင်ရတဲ့မြင်ကွင်းကဝါနေလိမ့်မယ်အဲ့တော့ဒီ critical realism ဆိုတဲ့မျက်မှန်ကိုတက်လိုက်ပြီဆိုတာ ਨੇ ဘာသဘောတရားပါသွားလဲဆိုတော့ extensive သဘောတရားနဲ့ intensive သဘောတရားဆိုပြီးတော့မှပါတယ်အဲ့တော့ဟုတ်ပြီဒါဆိုရင် extensive ဆိုတဲ့သဘောတရားဖြစ်အောင်ကိုယ့်ရဲ့သူတေသနအတွက် data ကိုဘယ်ကနေယူမလဲဆိုတော့ဒီကျေတို့ရှိပြီးသားထုတ်ပြန်ပြီးသား publish လုပ်ပြီးသား data တွေကိုအရင်ဆုံး review လုပ်မယ်ပေါ့နော်အဲ့တော့ publish လုပ်ပြီးသား data ထုတ်ပြန်ပြီးသား data ဖြစ်တဲ့အတွက်အဲ့ဒီ data ဒီများလဲများမယ်ကြီးလဲကြီးမယ်နောက်ဒီ example ပေးရမယ်ဆိုတော့ report တွေကိုမျက်စိနဲ့မြင်လိုက်ပေါ့နော်နှစ်စဉ်ထုတ်တဲ့ report တွေအဲ့တော့ report တွေမှာဆိုရင်ဥပမာတစ်နှစ်တာ data တို့နောက်10နှစ်တာ data တို့အဲ့လိုမျိုး data တွေပါပြီးသားလုံးဝdetail ပါတဲ့အချက်တွေပေါ့နော်အဲ့ဒီ detail ပါတဲ့အချက်တွေကိုအရင်ဆုံး review လုပ်ရမယ်ပြီးတော့အဲ့ဒီကနေ data တွေကိုဆွဲထုတ်မယ်ပြီးလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ intensive သဘောတရားဆိုတာကသူက deep လိုက်တာပေါ့နော်အဲ့တော့ကိုတွေ့ရှိလိုက်တဲ့ extensive ကိုလုပ်နေရင်းနဲ့မှာကိုတွေ့ရှိလိုက်တဲ့ data စိတ်ဝင်စားဖွယ်ရာ significant ဖြစ်တဲ့ data တွေကို deep လိုက်ရှာတယ်ပေါ့နော်အဲ့တော့ deep လိုက်ရှာတာဖြစ်တဲ့အတွက် interview လုပ်တာလည်းဖြစ်နိုင်တယ်လို့နောက်ဒီ in-depth interview လို့ focus group discussion လို့အဲ့လိုပုံစံမျိုးလည်းဖြစ်နိုင်တယ်เนาะဆိုတော့ဒါကြောင့်မို့လို့သူဒီ intensive နဲ့ extensive သဘောတရားနှစ်ခုစလုံးပါဝင်နေတာဖြစ်ပါတယ်အဲ့တော့ဒီမှာအဓိက pragmatism နဲ့ critical realism ရဲ့အဓိကကွာခြားချက်ဒီ pragmatism က objective နဲ့ subjective နဲ့နှစ်ခုစလုံးကိုပေါင်းစပ်ပြီးတော့သုံးလို့ရတယ်ဆိုတော့ flexible ကြတဲ့ philosophy လို့ပြောလို့ရပါတယ် critical realism ကကြတော့သူကရှိပြီးသား objective ကိန်းဂဏန်းအချက်လက်တွေကိုအရင်ဆုံး review လုပ်မယ်အဲ့ဒီထဲကမှ subjective ဖြစ်တဲ့ point တွေ sorry significant ဖြစ်တဲ့ point နေပြီးတော့မှအချက်လက်တွေကိုပြန်လည်ဖော်ထုတ်ပြီးတော့မှ interpret လုပ်တဲ့
ပုံစံမျိုးပေါ့နော်အဲ့တော့ critical realism နဲ့ pragmatism နဲ့က Miss method မှာသုံးတဲ့ philosophy လို့ပြောလို့ရပါတယ်အဲ့တော့ critical realism ကကြတော့ရှိပြီးသား data ပေါ့နော်ရှိပြီးသား data တွေ fact တွေအဲ့ဒါတွေအပေါ်မှာအရင်ဆုံး review လုပ်တယ်ပြီးတော့မှ significant ဖြစ်တဲ့ data တွေကိုလိုက်ပြီးတော့မှ interpret ဖြစ်အောင် qualitative နည်းနဲ့ပြန်ပြီးတော့ချဉ်းကပ်လေ့လာတယ်အဲ့တော့ဒါက pragmatism နဲ့ critical realism ရဲ့ခွဲပြားချက်အကြောင်းကိုရှင်းပြလိုက်တာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာဆိုလို့ရှိရင် quantitative qualitative နဲ့ mixed method အကြောင်းတွေကိုအသေးစိတ်ရှင်းပြပေးပါမယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်